interfan ကသူ့ရဲ့ဟာတာချက်တစ်ခုရှိရပါလေဆိုတော့သူ forever မတည်တတ်ဘူး forever ရှင်တန်နေလိမ့်မယ်သူ့မှာလည်းရေရှည်ကနေကြည့်မယ်ဆိုရင် forever ပေါ်တက်နေတယ် fan တစ်မျိုး index fan လို့ခေါ်တယ် index ဆိုတာကရိယာတစ်မျိုးပါဘာကရိယာလဲဆိုတာ stock market ကိုတိုင်းတာရဲ့ရှင်ပြိုင်တဲ့ပြီးတော့ဖြစ်တဲ့ပုံစံအနေထားကိုညွှန်ပေးတဲ့ကရိယာတစ်ခုဖြစ်တယ်တရုတ်ပြည်မှာ stock market မှာတင်ရောင်းထားတာကုမ္ပဏီဘယ်နှခုရှိလဲဆိုတာ9000ကျော်9000ကျော်ထဲမှာဒီ fan ကသူဘာလုပ်လဲဆိုတော့ index ကိုအသုံးပြုပြီးတော့ market မှာရှိတဲ့အကောင်းဆုံးထိပ်တန်းဆုံးရောက်နေတဲ့ကုမ္ပဏီ300ကိုယူလိုက်တယ်ဘာမှစဉ်းစားစရာမလို FN ကအချင်းအောင်ရဲ့ stock လေးတွေကိုပဲသွား copy ယူဝယ်လိုက်တယ်ဒါပဲတော့ဝယ်လိုက်တယ်ကုမ္ပဏီ300ထဲကဘာကြောင့်ဒီချင်းအောင်ထဲမှာပါဝင်နေတာလဲဒါကနိုင်ငံတော်ကသူတို့ကတ်မှတ်ပြီးတာဒါကအရှိထိပ်တန်းရောက်နေတဲ့ကုမ္ပဏီလေးတွေပါဆိုတော့သူကတစ်ခါတည်းအဲ့ဟာ copy ယူပြီးတော့ဝယ်လိုက်တာပဲ ETF ဆိုတာက index fund ကိုညွှန်ချင်တာဒီလက္ခဏာဒီစာလုံးတွေ့လို့ရှိရင်တို့ index fund လို့သိလို့ရတယ် index fund မှာအားသာချက်က तू မတည်တတ်ဘူးဘာကြောင့်လဲဥပမာလားတို့ကုမ္ပဏီဆိုရင်စုစုပေါင်းက9000ကျော်ရှိရယ်ဒီတစ်နှစ်ဟာရွေးရှင်ရှင်ကကုမ္ပဏီတစ်ခုဖြိုးကျော်ကတစ်ခုမချစ်စုကတစ်ခုလူမဖောင်းကတစ်ခုဒီလိုကကုမ္ပဏီတိုင်းမှာအဲ့9000ထဲမှာပါနေရဲ့အဲ့တော့ဒီတစ်နှစ်ဟာရွေးရှင်ရှင်ဖြိုးကျော်မချစ်စုလူမဖောင်းကစီကဒီ300ထဲမှာပါနေရဲ့ထိတ်တန်းရောက်နေတဲ့ထူးချွန်တဲ့ကုမ္ပဏီလို့ပါနေရဲ့ပါနေတော့နောက်တစ်နှစ်ကနေ့ရဲ့ထုတ်ဖော်ပြချက် performance ကမကောင်းတော့တစ်ခါတည်းအချင်းတောင်ထက်ကနေကိုဖယ်လိုက်မယ်အဲ့တော့ကောင်းတဲ့ဘိုးတွင်ကိုပြန်ရွေးချယ်လိုက်မယ်လူမဖောင်းကစမကောင်းတော့လူမဖောင်းကစကိုဖယ်လိုက်မယ်အဲ့တော့ forever အချင်းတောင်ထဲမှာကနေ့စဉ်နေ့တိုင်းကဘာပဲရှိမလဲဆိုတော့ထိတ်တန်းရောက်နေတဲ့ကုမ္ပဏီပဲရှိနေလိမ့်မယ်အဲကြောင့်မို့ तू မတည်တတ်ဘူးမကောင်းတဲ့ကုမ္ပဏီကတည်သွားပြီဖယ်လိုက်ပြီဒါပေမဲ့ကောင်းတဲ့ဟာကအမြဲတမ်းတည်ချင်းတောင်းထဲမှာပဲရှိနေရယ် First step